2013 ခုနှစ်မှာတရုတ်အိမ်ချမ်းမြေလုပ်ငန်းရှင်တဦးဖြစ်တဲ့ထင်ယူဝိုင်ဟာသူ့ရဲ့စီးပွားပြိုင်ဘက်ကိုလုပ်ကြံဖို့အတွက်ဒေါ်လာ2,800,000 ကျော်ပေးပြီးလူသက်သမားတစ်ယောက်ကိုငှားရမ်းခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီလူသက်သမားကအလုပ်ကိုကိုယ်တိုင်မလုပ်ဘဲငွေတဝက်ကိုဖျက်ယူပြီးနောက်ထပ်လူသက်သမားတစ်ယောက်ကိုအခကြေးငွေထပ်ပေးကအငှားချခဲ့ပါတယ်။အဆိုးဆုံးကတော့အဲ့ဒီနောက်ထပ်လူသက်သမားကလည်းနောက်တစ်ယောက်ကိုထပ်ငှားနောက်တစ်ယောက်ကလည်းနောက်ထပ်တစ်ယောက်ကိုထပ်ငှားနဲ့လူတခိုင်းတဲ့အလုပ်ဟာအဆင့်ဆင့်အငှားချခြင်းခံခဲ့ရတာပါ။နောက်ဆုံး9ယောက်မြောက်လူစီကိုအလုတ်ရောက်သွားတဲ့အခါမှာတော့ကနဦးပေးခဲ့တဲ့လောက်ကျန်ခံငွေဟာအလွန်နှဲပါသွားခဲ့ပါပြီ9ယောက်မြောက်လူသက်သမားဖြစ်တဲ့ Link Sin စီဟာရရှိတဲ့ငွေနှဲတာကြောင့်လူတက်ဖို့ညှင်းဆန်ခဲ့ရုံနဲ့မကပဲအသက်ခံရမဲ့သူစီကိုသွားပြီးအကျိုးအကြောင်းပြောပြကအကြံပေးခဲ့ပါတယ်ဒါပေမဲ့အသက်ခံရမဲ့သူကတော့အဲ့ဒီအစီအစဉ်ကိုသဘောမတူပဲရဲစခန်းကိုသွားပြီးအကြောင်းကြားခဲ့တာကြောင့်လူတဘို့ကြံစည်မှုမှာပါဝင်ခဲ့တဲ့9ယောက်စလုံးနဲ့ခိုင်းစေသူလုပ်ငန်းရှင်မှာအကုန်လုံးဖမ်းဆီးခံခဲ့ရပါတယ်တရားရုံးကတော့သူတို့ကိုထောင်ဒဏ်2နှစ်ကနေ9နှစ်အထိအသီးသီးချမှတ်ခဲ့ပါတယ်။ဘယ်သူမှအသက်မသေးခဲ့ပေမဲ့တာဝန်ကိုတယောက်ပြီးတယောက်လွှဲချခဲ့တဲ့အတွက်လျှို့ဝှက်ချက်ကပေါက်ကြားသွားပြီးအစီအစဉ်တစ်ခုလုံးပျက်စီးသွားခဲ့တာပါ။ဒီဖြစ်ရပ်ဟာစနစ်တကျကြံစည်ထားတဲ့ရာဇဝတ်မှုတစ်ခုကနေအဆင့်ဆင့်အငှားချရင်းနဲ့ဘယ်လိုမျိုးအဆုံးသတ်သွားခဲ့တယ်လဲဆိုတာကိုပြသနေတဲ့စိတ်ဝင်စားစရာဖြစ်ရပ်တစ်ခုပဲဖြစ်ပါတယ်။အကြောင်းအရာလေးကတော့ဒီလောက်ပါပဲအဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်ဆုံကြရအောင်